အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော် channel မှာပရိသတ်တွေရဲ့နှလုံးသားကိုသိမ့်ပိုက်ပြီးရိုက်ခတ်မှုတွေမြင့်တက်နေတဲ့တမ်းမြိုင်လေမှဥယျာဉ်မှုဆိုတဲ့ရုပ်ရှင်ကားအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကားမှာဝါရင်တရုပ်ဆောင်မြင့်မြတ်ရဲ့တရုပ်ဆောင်မှုကရောပရိသတ်ကိုဘယ်လောက်ထိဆွဲဆောင်နိုင်ခဲ့လဲရုပ်ရှင်လောကအတွက်ဘလို့အကျိုးတက်ရောက်မှုတွေပေးခဲ့လဲဆိုတာကိုအတူတူကြည့်လိုက်ကြရအောင်ဇလန်ရဲ့အဓိကနှစ်သာရကတော့ရိုးသားတဲ့ဥယျာဉ်မှုတစ်ယောက်ရဲ့မဖြစ်နိုင်တဲ့အချက်ပိုင်ဆိုင်ခွင့်မရှိတဲ့ပေးဆက်ခြင်းကိုအလေးပေးထားတာမျိုးပါရိုးရိုးချစ်စလန်မျိုးမဟုတ်ပဲမတူညီတဲ့အလွန်တစ်ခုကြားကချစ်ချင်းမြတ်တာကိုမြင်တွေ့ရမှာပါဒီဇလန်မှာမြင့်မြတ်ရဲ့ item တွေကသူ့ရဲ့အကောင်းဆုံးဖြောပြမှုများတဲ့တစ်ခုလို့ပြောရင်မမှားပါဘူးပုံမှန်ဟာတာရုပ်ရှင်တွေကနဲ့ကွဲထွက်ပြီးနုညံ့သိမ်မွေ့တဲ့အချစ်မျက်ရည်တွေကိုအောက်ဤထားရတဲ့နာကျင်မှုမျောလင်းချက်မရှိပဲပေးဆက်ရတဲ့ဥယျာဉ်မှုတစ်ယောက်ရဲ့စိတ်ကိုပြည်ပြင်းစွာတရုပ်ဆောင်နိုင်ခဲ့ပါတယ်ဒါဟာမြင့်မြတ်ဆိုတာဟာတာတယ်မဟုတ်ပဲဒရာမာပိုင်းမှာပါဘယ်လောက်ထိလုပ်ပြနိုင်လဲဆိုတာကိုတက်တည်ပြလိုက်တာပဲဖြစ်ပါတယ်ခြုံငုံပြောရမယ်ဆိုရင်တမ်းမြိုင်ထဲမှာဥယျာဉ်မှုဆိုတဲ့ဇာတ်ကားဟာလက်တလောပရိသတ်တွေစီကနေစိတ်ခံစားမှုအောင်မြင်မှုအမြင့်ဆုံးရရှိထားတဲ့ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်ဒါကြောင့်မလို့မိတ်ဆွေအနေနဲ့ဒရာမာဇာတ်ကားကောင်းတွေကိုကြိုက်တယ်ဆိုရင်ဒီရုပ်ရှင်ကားကြီးကိုတွားကြည့်ပါလို့အကြံပြုလိုပါတယ်ဒီရုပ်ရှင်နဲ့ပတ်သက်ပြီးလူကြီးမင်းတို့ရဲ့စိတ်ခံစားချက်တွေကိုလည်းကွန်မန့်မှာရေးပေးခဲ့ကြပါအောင်ဒီဗီဒီယိုကို like and share လုပ်ပြီး channel ကို subscribe လုပ်ဖို့လည်းမမေ့ပါနဲ့နော်နောက်ထပ်ဗီဒီယိုမှာနောက်ထပ်အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ပါမယ်